အားလုံးမင်္ဂလာပါဗျာနော်ကဲကျွန်တော်ကတော့ချင်းမသူတန်းအမြဲတမ်းထာဝရကိုလေးပါဗျာနော်ကဲကိုမာရီကျွန်တော်အခုလာရောက်မြောက်ပေးခြင်းကကျွန်တော်တို့မနက်ဖြန်9ရက်9လ2026အင်္ဂါနေ့အဖွင့်နေ့လေးအတွက်ကိုလင်းရရှိထားတဲ့လုံမအချင်းလေးတွေကိုလာရောက်မြောက်ပြောတာနော်ဒါကြောင့်မလို့ဝါသနာလေးကိုကြိုက်တူတဲ့ကျွန်တော်ရဲ့ချင်းမသူတွေကျွန်တော်ရဲ့ကိုမာရီကနော်ကျွန်တော်ရဲ့အကောက်ကလေးကိုအပေါင်းမနစ်ကတင်အပေါင်းလေးနှိပ်သွားကြိုက်နေတဲ့အသေးလေးပေးပြီးတော့နော်အခုကိုမာရီကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းကိုလိုပဲတူးမြင့်တူးရတူးမြင့်တူးတွေးဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ရှယ်လို့ရတဲ့နေရာမှာရှယ်တော့ပြကြပါမြောက်လို့ရတဲ့နေရာမှာမြောက်တော့ပြကြပါအောင်ဗျာနော်ကဲကျွန်တော်တို့ပြပွဲလေးရတာအများနေတဲ့အတွက်ဗျာနော်အခုကျွန်တော်တို့မနှက်ဖြန်ကနေစပြီးတော့စောရမယ်ဆိုရင်တော့နောက်ကိုအကူမတွေကအခုမှမြင်အခုမှတွေ့တယ်ကျွန်တော်ရဲ့အကူမတွေကအများနဲ့ကြည့်ရှုအားပေးနေတဲ့အကူမတွေကနော်မနှက်ဖြန်ကျွန်တော်တို့အင်္ဂါနေ့အဖွင့်နေ့လေးအတွက်ကိုနော်နေကုံလုံးမအနေနဲ့လိုက်စော့ခြင်းတဲ့အကူမတွေကနော်8ပိုင်3ပိုင်လေးပါဗျာနော်8ပိုင်လေးလည်းအားကောင်းတယ်3ပိုင်လေးလည်းအားကောင်းတယ်ကိုအကူမတွေကကိုမှရရှိတဲ့လုံးမိုင်အချင်းလေးတွေရှိမှဆိုရင်3ပိုင်8ပိုင်လေးနဲ့တွဲဆော်ကြပါနော်ဒါမှမဟုတ်လို့အကန့်မရှိဘူးမရွတ်တက်ဘူးဆိုတဲ့အကူမတွေကိုကိုလင်းက3ခွက်ကောင်းရွတ်ပေးမယ်နော်အဲ့3ခွက်ထက်ကမှအောင်မြင်သွားလို့ရှိရင်ကိုအကူမတွေကစေတနာရှိတဲ့လောက်တတ်နိုင်တဲ့လောက်မဖို့ပေးဈေးတုံးပေးပေါက်ပေးစေတနာကြီးနဲ့ကိုလင်းပေးမယ်ဗျာနော်ငွေကြိုလွှဲတယ်မလို့ဘေကြိုလွှဲတယ်မလို့ကျွန်တော်ရွေးပြီးတဲ့3ခွက်ထက်ကအောင်မြင်သွားမှသာလျှင်ကိုကူမာတွေကစေတနာရှိတဲ့လောက်တတ်နိုင်တဲ့လောက်မဖို့ပေးဈေးတုံးပေးနော်ပေါက်ပေးစေတနာကြီးနဲ့ပေးမယ်နော်အဖွင့်နေ့ကိုလည်းနော်ကိုလင်းထိတိမိမိရအောင်ကိုလင်းလုပ်ပေးမယ်ဒါကြောင့်မလို့ယုံကြည်တဲ့အားကိုးတဲ့ဆိုတဲ့အကူမများတိုင်းနော်လိုက်စော်ခြင်းနဲ့ဆိုရင်တော့39ခွန်ခွန်39 269 83နဲ့ခွန်ခွန်9ပါဗျာနော်39 269 83ခွန်ခွန်9ရဲ့39 4239 591 391ပါဗျာနော်39 4239 591 391အဲ့ဖုန်းနံပါတ်နှလုံးကိုတေချာလေးမှတ်ပြီးတော့ဖုန်းထားရခေါ်ဆိုပေးကိုကူမာရီမနှက်ပြန်အင်္ဂါနေ့အဖွင့်နေ့လေးမှာနော်ကိုလင်းဘက်ကနေအကောင်းဆုံးရွေးချယ်ထားတဲ့3ခွက်ကောင်းလေးကိုပြန်လဲပြောပေးမယ်နော်ကိုကူမာရီကဖုန်းခေါ်တဲ့အခါမှာလဲနော်ကိုလင်းကနေ့တိုင်းဆိုလိုပတ်သီးလေးတော့အောင်မြင်နေဗျာနော်ဒါပေမဲ့လည်းကိုကူမာရီကဖုန်းခေါ်တဲ့အကူမများတိုင်းကိုလင်းပြောချင်တာမနက်တစ်ကြိမ်ညနေတစ်ကြိမ်ဖုန်းပုံမှန်ခေါ်ပေးပါဘာလို့လဲဆိုတော့မနက်ပိုင်းကအချိန်တစ်စုံရှိသလိုညနေပိုင်းကိုလည်းအချိန်ရှိတော့ကိုလင်းရွေးပြတဲ့ပတ်သီးလေးနဲ့ကိုကူမာရီတွဲဆော်လို့ရအောင်ပါနော်ဒါကြောင့်မလို့မနက်တစ်ကြိမ်ညနေတစ်ကြိမ်ဖုန်းလေးပုံမှန်ခေါ်ပေးပါကိုကူမာရီမနက်ပြန်တနင်္လာနေ့အဖွင့်နေ့မှာလေကိုလင်းဘက်ကနေနော်3ခွက်ကောင်းရွတ်ပြီးမဲ့ပတ်တိပတ်ချင်တဲ့အကူမတွေကလည်းပတ်တိတောင်းပေါ့ဗျာနော်ပတ်တိကတော့ပို့ပြီးတော့စိတ်ချရတာပေါ့နော်ကိုထိုးကြီးလေးပြန်ရအောင်တော့ကာထားကြပေါ့နော်ကဲကိုလင်းပြောတာကိုအကုန်လုံးကြိုက်နှစ်သက်တယ်လက်တင်ခံတယ်လို့တော့ထင်ပါတယ်ကဲနော်ကြိုက်နှစ်သက်တော့ share တော့ပေးဖို့တော့မမေ့ပါနဲ့ဗျာနော်မနက်ဖြန်အင်္ဂါနေ့အတွက်ကိုလည်းလုံးဝအဆင်ပြေကြပါစေလို့ကိုလင်းဘက်ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်ကဲအားလုံးကိုဘိုင်းမယ်ပါဗျာနော်